အဲ့တော့ကျွန်တော်တို့ဖြတ်တန်းခဲ့ကြတဲ့အတိုင်းပြည်ရဲ့ပြည်တွင်းစစ်hit အချိန်ကာလကိုပြန်ကြည့်မယ်ဆိုရင်1% တော့မှမခံကြရသေးဘူးဆက်ပြီးမှအတော့ခံဖို့ပဲနှစ်ပေါင်း30 40လောက်ကြာအောင်မယ်ကျွန်တော်တို့တိုင်းပြည်ကိုတကယ်ကျွန်တော်တို့လိုချင်တဲ့form of state ပေါ့လိုချင်တဲ့တိုင်းပြည်ပုံစံရောက်နိုင်ဖို့ကအနည်းဆုံးနှစ်ပေါင်း30 40တော့ကြာအောင်မယ်cái để chim post rak zau ton tu le rak ngai ton tu nan di lak nan kot kan in tlai ma tu tan hi CNA in boy now slai thang lun he bro na kan ban ngai lai ani he front lana vai tam pi kal chang mi se front lana kal na ke mu ton mi te le je dang dang kong te kha bahal nak kan ban ngai lai ama he lai hol athiam tuklo cha a lai holen ka hal lai kol hol na rak kale te lai kar la kalai hol ten ha jong kam ban tal pa lai phian tar nak ten ha jong kan ban to pa lai khan kan chan man ning chu asalai te ban to kan chin pho se bro dinga a chan na ban kam pe ke sina longlop nak kam pi kan ngai ti kha sabi ka longlop nak bia man chim ka do CNA a hen zaite kominda narak lu chun a zai ronga da CNA hen na lu CNA ma be connect ma be ching ma pawon na le ba chong CNA ma pawon na le sure chong le ku pyo pe lo ya mala CNA မှာဝင်ရတဲ့အကြောင်းရေးမတိုင်ခင်မှာပေါ့ကျွန်တော်တို့ရှင်းမြသားတပ်ဦးက NCA 2015မှာထိုးတယ်အဲ့ဒီနိုင်ငံရေးအခြေအနေကျွန်တော်လည်းလေ့လာနေဆက်အချိန်လည်းဖြစ်တော့အရင်ဦးဆုံးရှင်းမြသားတပ်ဦးမှာပါတီဝင်တယ်2016အဲ့ဒီနဲ့တောက်လျှောက်ပါဝင်တယ်ကျွန်တော်တို့ရဲ့စီကြီးအင်အားအခြေအနေပေါ့အဲ့ဒီတိတ်အားရစရာမရှိဘူးအဲ့တော့ကျွန်တော်2019မှာကျွန်တော် CNA ကိုပြန်ဝင်တယ်CNA ကိုဝင်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့တပ်အင်အားကောင်းဖို့လိုတယ်စီရေးနိုင်ငံရေးဟန်ချက်ညီမဟာဗျူဟာနဲ့တွားမယ်ဆိုတာတော့ရှိတယ်ဒါပေမဲ့စီရေးမှာကအားနည်းနေတာအဲ့ဒါကြောင့်ချင်းလူငယ်တယောက်အနေနဲ့ကိုတပ်မှာပါဝင်ပြီးမှတတ်နိုင်တဲ့ဟာကိုလှုပ်ဆောင်မယ်ဆိုပြီးမှဝင်တယ်အဲ့ဒီဟာပါပဲ thong hi kul khat hlan khu chu mi tam pi ni CNA kha a chet nak lai deuh in rak mu da soi sel mi athang chet mi jong kha an dak tam pi ma CNA na lu a khan chung khar le in chuna ka na nun lampa na un naw heti ban chung khar lai khan CNA alut lo in zaidam dan tok rian siang kai mo silo rian dang dang tuan ding heti ban tok ma na fiar na chung khar ni khan CNA lu kha aning kham mo silo thanim pe mo mita su ape mu shi la mita su ata mi da al mu shi la ချင်းလူမျိုးအများစုကျွန်တော်တို့ချင်းလူငယ်တွေကအမျိုးသားရေးအရန်အားနေတယ်မရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးအခု2021အာဏာသိမ်းလာပြီးနောက်ပိုင်းမှာလက်နဲ့ကင်ဖို့လိုအပ်တယ်အမျိုးသားရေးကအရေးကြီးတယ်ဆိုတဲ့ဟာကိုတော်တော်များများကနားလည်လာတယ်အဲ့ဒီမှာတိုင်ခင်အာဏာသိမ်းတဲ့2021အာဏာမသိမ်းခင်ပေါ့ကျွန်တော် CNA မှာက2019ပြန်ဝင်တော့ကို CNF ကနေဒါကြောင့်အခုနမေးတဲ့မေးခွန်းမှာကတာစုဆွေမျိုးဖက်ကတားစီးတာတော့မရှိဘူးဒါပေမဲ့သူတို့အားမပေးဘူးကျွန်တော်အဲ့ဒီမှာမလုံနဲ့အစိုးရဝန်ထမ်းပါညာ NGO တို့မှာဝင်ရှိတဲ့အလုပ်လုပ်ဖို့ဆိုတဲ့ဟာတော့ဖိအားပေးတယ်အားမပေးဘူးဒီမှာလာဖို့ဒီမှာဝင်ပြီးလုပ်ဖို့ဆိုတာဒါပေမဲ့ကျွန်တော်စိတ်ကကျွန်တော်နဲ့ပဲဆိုင်တယ်ကျွန်တော်ဆုံးဖြတ်ချက်ကအဲ့ဒါကြောင့်သူတို့စကားကိုကျွန်တော်နားမထောင်တာလည်းမဟုတ်ဘူးလူတိုင်းပြည်နဲ့လူမျိုးအသက်ပိုးပြီးမှအရေးကြီးတယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့သူတို့မသားစီးဘူးဒါပေမဲ့အားမပေးဘူးအားမပေးတော့လည်းပဲကျွန်တော်ဆုံးဖြတ်ပြီးသားဆိုတော့ဝန်နယ်လုပ်တယ်အဲ့ဒါပါပဲ man lung put khate de sia ya sai da ka dole chi chu sia kong de atu yu sia la kong de lo chono thin de ama CNA narak lu atu ki thong hi kul khat spring revolution a chu hlan a khan zai lai kam khada zai le ban tok khada narak to abik CNF CNA a khan
tu aku anoyu tol hai masa khin mapok him ma bo no cha CNA CNF ma de athu de phin be be department ma lau da le ba re adi ka lau da le pe pe lo yam la si လွေဦးတော်လှန်ရေးဒီ2020မစခင်ပေါ့အဲ့ဒီမတိုင်ခင်ပါတီရဲ့လမ်းညွှန်ချက်နဲ့စုဆောင်ရေးလုပ်တယ်ကျွန်တော်တို့ချင်းပြည်မှာအခက်ခဲဆုံးအလုပ်ကျွန်တော်တို့ချင်းလူမျိုးမှာအခက်အခဲဆုံးအလုပ်နော်လူတယောက်ရဖို့တင်းပေါင်းအမေရိကန်ဒေါ်လာဘီလီယံမီလီယံတင်းတန်းချီနဲ့လူတယောက်ကိုစစ်သားတယောက်လို့ဖို့ဝယ်လို့မရဘူးနော်အဲ့ဒီအခက်အခဲဆုံးအလုပ်ကိုကျွန်တော်လုပ်ရတယ်အဲ့ဒီမှာအခက်ခဲဆုံးကအခုနကျွန်တော်တို့ချင်းလူငယ်တွေရဲ့အမျိုးသားရေးအကာအကွယ်ရေးအမျိုးအမြင်ပေါ့ national security nationalism ဥစ္စာတွေကအရန်အားနေတော့အခုနကျွန်တော်ပြောတဲ့အလုပ်ကအခက်ခဲဆုံးပဲကျွန်တော်တို့ချင်းလူမျိုးမှာချင်းတစ်မျိုးသားလုံးမှာဖြည့်ပြီးမှပြောရမယ်ဆိုရင်တော့ဖြည့်စော်ပြီးပြောရမယ်ဆိုရင်တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကိုအဲ့လိုမျိုးလူငယ်တွေကဘာပြောလဲဆိုတော့ဥပမာ KIA ကအင်အားတောင့်တင်းနေပေါ့ KNU ကအင်အားတောင့်တင်းနေပေါ့ AA ကအင်အားကြီးထွားလာတယ်ပေါ့ဩစတြေးလျနိုင်ငံသားတွေ AA မှာဝင်လို့အင်အားကြီးလာတာမဟုတ်ဘူးနော် KNU ဆိုလဲ KIA ဆိုလဲတခြားလူမျိုးတွေတခြားနိုင်ငံကလူတွေသူတို့တပ်ထဲမှာဝင်ပြီးမှအင်အားကြီးတာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ချင်းလူငယ်တွေအများဆုံးပြောနေတဲ့အခါတခြားတိုင်းသားလက်နက်ကိုင်တွေကိုတော့အင်အားတောင့်တင်းတယ်သဘောကျတယ်အားကျတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့တပ်ထဲမှာကမလာချင်ကြဘူးဒါကိုကျွန်တော်ပြောရင်လက်ခံတဲ့သူလည်းရှိမယ်လက်မခံတဲ့သူလည်းရှိမယ်အဖြစ်မှန်တမိုင်းကိုကျွန်တော်တို့အခြေအနေအားလုံးကိုကျွန်တော်တို့ချင်းအမျိုးသားအချင်းချင်းရဲ့အဆင့်မှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တတ်မှာဝင်ဖို့ကမစင်စားကြဘူးစဉ်းစားမိတဲ့သူတွေတော့မှတကယ်အထဲလာပြီးတော့ဝင်ပြီးတော့မလုပ်ရဲကြဘူးအဲ့ဒါကျွန်တော်စုဆောင်ရေးကာလရဲ့တနှစ်နဲ့8လCNF မှာနေတော့ကဖြတ်ကျော်ပြီးတော့တကယ်ကိုတွေ့ကြုံရတဲ့ဟာနော်အဲ့ဒါကြောင့်အင်အားကောင်းဖို့လိုတယ်မှန်တယ်အားလုံးကကျွန်တော်တို့သိတယ်သူများကိုအထင်ကြီးနေလို့မရဘူးပေါ့ယူချမ်းကဝါခုံးဆောင်ပေါ့ယူချမ်းကပြောတယ်လေအင်အားကြီးရင်ဘာမဆိုလုပ်လို့ရတယ်လို့ပြောတယ်သူတို့အင်အားကြီးလို့လုပ်ချင်တဲ့ဟာသူတို့လုပ်နိုင်ကြတာပဲnational security လားတခြားစီးပွားရေးလားတခြား institution တို့ infrastructure တို့သူတို့အများကြီးလုပ်နိုင်တယ်ဒါသူတို့အထဲမှာသူတို့ဝင်လို့ပဲအဲ့ဒါကြောင့်သူတို့အင်အားကြီးတာကိုကျွန်တော်တို့အထဲမှာတကယ်မဝင်ချင်ကြဘူးမလုပ်ချင်ကြဘူးဒီ2021မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းဒါကတမျိုးတစ်ပိုင်းပေါ့နော် mi tam pin ti thong ni kul kharam a boi hlan ama hi su song yi minung som nak lai rian rak tuan mi kha CNF CNA a khan no ma rak tuan chung a khan kum khat let thariat a tuan chung a khan minau tam pi kha CNA CNF lu ding in rak som na senan mi tam pin an chem mi chu KIAN thong AAN thong KNU an thong kan CNA CNF chu nan thong lo tong nan thadar tok de khan kan ti ton de ma vel te kha KINC KNU ANC ram tang mi pol kha an ma an lu ruang an thon salo an ma mi phun kha an ma mi phun minau tam pi kha an ma an lu cha khan an thon mi skoti kha khan aban chim mi kha se soro se ade ten hin ne silla adoi ma belau thi be time ta thi ong min mo ya te le sia အောင်မြင်မှုကတော့အခုချိန်ထိပါပဲကျွန်တော်တို့ချင်းမျိုးသားတပ်မတော်တမျိုးသားလုံးရဲ့တပ်မတော်မှာရဲဘော်တယောက်ရဖို့ဝင်လာဖို့ကမလွယ်ဘူးအများစုဝင်လာတဲ့ဟာကအတင်းအဓမ္မနဲ့ဖန်ဆီးပြီးမှတခြားတိုင်းရင်းသားလက်နက်ကိုင်တွေလုပ်တဲ့ပုံစံမျိုးနဲ့မရှိဘူးအခက်ခဲဆုံးကြားထဲကတော့အောင်မြင်မှုတွေကတော့အများကြီးရှိခဲ့ပါတယ်လူပေါင်း100ကျော်ရနိုင်ခဲ့တယ်နော်NCA ကာလလည်းဖြစ်တယ်ဒီမိုကရေစီလည်းဖားတစ်ပိုင်းငါးတစ်ပိုင်းကာလအဲ့ဒါကြောင့်လက်နက်ကင်ဖို့ဆိုတော့ဘယ်သူမှအားမပေးကြတယ်လို့ကျွန်တော်တို့တပ်အင်အားကောင်းဖို့လိုတယ်ဆိုတာတော့သိပေမဲ့နော်တခြားတိုင်းရင်းသားတွေလက်နက်အင်အားလူအင်အားကောင်းတယ်ဆိုတာကိုပဲအထင်ကြီးပြီးသဘောကျအားကျနေတာကျွန်တော်လုပ်ခဲ့တဲ့တနှစ်နဲ့8လအတွင်းမှာက
လူပေါင်း100ကျော်ရခဲ့တယ်အဲ့ဒီတုန်းမှာဟိုမရောက်ဒီမရောက်ပေါ့နိုင်ငံရေးစီရေး NCA ကာလကလည်းရှိတော့သူတို့စိတ်နဲ့သူတို့လာတယ်နော်ကျွန်တော်ရှင်းပြပြီးမှဒီလိုကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးအတွက်ကျွန်တော်တို့အမျိုးသားတပ်မတော်ခိုင်မာအင်အားတောင့်တင်းဖို့လိုတယ်ဆိုပြီးမှဟောပြောပြီးလာခဲ့တဲ့သူတွေသူတို့စိတ်နဲ့သူတို့ဆုံးဖြတ်ပြီးလာတဲ့သူတွေပြန်ထွက်ပြေးတယ်ပြောချင်တာကဘယ်တပ်မှမဆိုတပ်ပြေးကတော့ရှိတယ်ဒါပေမဲ့တခြားတပ်မှဆိုရင်တခြားတိုင်းရင်းသားလက်နက်ကင်မှဆိုရင်ဖန်စီအတင်းအဓမ္မဖန်စီခံရဦးရေကများတယ်တိုင်းရင်းသားလက်နက်ကင်ကိုစီတမိုင်းတွေကိုလေ့လာမယ်ဆိုရင်ကျွန်တော်တို့တပ်မှာကကိုယ့်အကူလာတယ်ကိုယ့်အကူပြန်ထွက်တယ်တချို့ပြည်တွင်းတနေရာတို့မှာပြေးတယ်တခြားတိုင်းရင်းသားအေတို့ကိုကျွန်တော်တို့သုံးသပ်ရမယ်ဆိုရင်တော့ပြည်ပကပဲဖြစ်နော်ပြည်တွင်းကပဲဖြစ်သူတို့ကအေထဲကိုဝင်နေရောက်တယ်အဲ့ဒါကြောင့်အင်အားကောင်းတာပေါ့တဘောကြတယ်အထင်ကြီးတယ်လေးစားတယ်အားကြတယ်လို့သူတို့ကိုတွားပြောเสียမလိုဘူးကျွန်တော်တို့ဟာနဲ့ကျွန်တော်တို့လည်းဒီဆောက်ဖို့လိုတယ်လေကရင်နေဝန်လာမှကျွန်တော်တို့ CNA အင်အားကောင်းပါလားဒါကြောင့်ကျွန်တော်တို့အင်အားမှာကျွန်တော်တို့ချင်းလူမျိုးတွေရဲ့အင်အားတတ်အင်အားမကောင်းတဲ့ဥစ္စာကကျွန်တော်တို့ချင်းလူမျိုးတွေရဲ့အဖြစ်ပဲလူငယ်မြတ်စုကဒီ CNA CNF ကမဝင်ချင်းချဘူးပေါ့နော်အကောင်ဖို့လိုတယ်တောင်းတင်ဖို့လိုတယ်ဆိုတာသူတို့နားလေပဲမဲ့ဒီလာမဝင်ချင်မှုဝင်လာတဲ့လူငယ်တွေပြန်ထွက်ပြေးလာတဲ့လူတွေလည်းအများကြီးရှိတယ်ဆိုတော့ဘာကြောင့်ဖြစ်မလဲလို့ဆရာထင်တာလဲသူတို့အခုစီအကြောင်းတော့ရှိမှာအဲ့ဒါဆရာအများတော့အဖြစ်ရေပရအဖြစ်ဆရာဘာကြောင့်ဖြစ်တာလဲလို့ဆရာထင်တယ်မဝင်ချင်တဲ့သူတွေရောပြီးတော့ဝင်ပြီးပြေးတဲ့သူတွေရောဟုတ်တယ်ခြုံပြီးမှပြောရမယ်ဆိုရင်တော့မဝင်ချင်တဲ့သူတွေကတော့တပ်မှာကတပ်စည်းကမ်းစစ်စည်းကမ်းစစ်ဥပဒေဆိုတာရှိတယ်တခြားအဖွဲ့အစည်းတခြားနေရာမျိုးမှာနေချင်တယ်လို့နေလို့မရဘူးဒါကိုသူတို့သိတယ်လွတ်လပ်မှုနဲ့ကိုယ့်အကိုအေးဆေးနေထိုင်မှုကိုအများစုကမစွန့်လွှတ်ချင်ကြဘူးဒါလည်းအရေးကြီးဆုံးတစ်ပိုင်းဖြစ်တယ်ပြီးတော့တချို့ပညာတတ်လူငယ်အချို့ကိုလည်းတပ်ထဲမှာဘဝကိုမြုပ်နှံလိုက်ရင်ကျွန်တော်တတ်ထားတဲ့ပညာကဆိုတဲ့ဟာတွေလည်းရှိတယ်အဲ့ဒါကြောင့်မဝင်ချင်တဲ့အကြောင်းအရာတော့အကြောင်းရင်းတော့အမျိုးမျိုးရှိမှာပဲအများစုဖြစ်နိုင်ချေဖြစ်နေတဲ့ဟာကတော့အခုနပြောတဲ့နှစ်ချက်ပဲဂျာနဲ့အချက်အများကြီးရှိအောင်မယ်ကျွန်တော်မသိနိုင်ဘူးသူတို့စိတ်ကိုပြီးတော့တပ်ပြေးတဲ့ကိစ္စနဲ့ကတော့အဲ့ဒီမှာလည်းအကြောင်းရင်းအမျိုးမျိုးရှိမယ်တချို့ကိုတပ်မှုကိုလူကြီးနဲ့မတည့်လို့ပြီးတော့ညီငွေလာလို့စီတင်းကျပ်တဲ့လွတ်လပ်မှုအဲ့ဒါမျိုးတွေမခံနိုင်လို့ဒီကတော့ကိုစီရဲပေါ်တိုင်းနဲ့ဆိုင်ပေမဲ့လည်းအဲ့ဒီရဲ့အကြောင်းရင်းတွေရှိလာတယ်သူ့ရဲ့နောက်ွယ်မှာတပ်ပြေးရတဲ့အကြောင်းရင်းကအရင်လိုလောလောလတ်လတ်လူငယ်ဘဝကိုဖြတ်တမ်းမယ်ဆိုတဲ့စဉ်းစားချက်တွေနဲ့ပြေးတဲ့သူလည်းရှိတယ်တချို့ကိုယ်တမှုကိုယ်အရာရှိနဲ့မတည့်လို့အဲ့ဒီလိုမျိုးတွေလည်းရှိတယ်ထွက်ပြေးတဲ့သူတိုင်းကိုမေးကြည့်ပါကျွန်တော်ထွက်ပြေးတဲ့သူတွေနဲ့လည်းရင်းနေပြီပါပဲကျွန်တော်မေးတယ်ဘာကြောင့်လဲဆိုရင်တချို့ကတော့အခုနပြောတဲ့၃ချက်ကိုအများစုပြောတယ်အများစုကဒီတချာတိုင်းတလနဲ့ကနေစွန်ဘောနော်တို့ထွက်ပြေးတပ်ပြေးတွေကိုလိုက်လန်ရှာဖွေပြီးတော့ဒီအပိပေရာမျိုးပြန်ဖန်တာမျိုးဒါတွေရှိခဲ့တာပေါ့နော်အကုန်လုံးတော့မဟုတ်ဘူးပေါ့ဆိုတော့ CNF CNA အနေနဲ့ဒီလိုမျိုးပြန်ထွက်ပြေးတဲ့လူတွေကိုပြန်ရှာဖွေပြီးတော့ပြန်ဖန်တာမျိုးအပိပေရာမျိုးရှိဘူးလားဆရာရှိဘူးတယ်ဒါကတော့သစ္စာကျင်ဆိုရတာကိုလော့အောင်မပြေးရင်တော့လော့အောင်မပြေးတဲ့သူကတော့ပြန်ဖန်ရတာလေးလည်းရှိတယ်ရှိဖူးတယ်အခုနပြောတဲ့တချို့တိုင်းရင်းသားလက်နက်ကင်တို့မှလည်းတခြားတိုင်းမှာတပ်ပြေးကရှိပါတယ်ဒါကြောင့်တချို့မှာဆိုရင်တချို့တိုင်းသားလက်နက်ကင်တို့မှာဆိုရင်တော့အသက်ဖြောက်တာတို့တကယ်ပြင်းထန်တဲ့လှုပ်ရှားတို့ပြစ်တန်တို့ဘေ
ပေးတာတွေရှိတယ်တခုကျွန်တော်တို့မှာထူးဆန်းတဲ့ဟာကဘာရှိတယ်လဲဆိုရင်ကျွန်တော်တို့ချင်းရဲ့ society လို့ပဲကျွန်တော်ကတော့ထင်တယ်ကတိုင်းသားလက်နဲ့ကန်နေရာတော်တော်များများမှာကျွန်တော်ရောက်ဖူးတယ် KNPP မှာလည်းရောက်ဖူးတယ် KNU ပြီးတော့PNLO KIA AA တို့နဲ့လည်းအတူနေဖူးပါတယ်ကျွန်တော်တို့ကချင်မှာဆိုလိုတာကသူတို့မှာဆိုရင်ပြေးရင်တော့အစားထိုးပြန်ခေါ်မယ်လည်းလိုပဲပြေးပေါ့တူလော့အောင်ပြေးရင်တော့မှအစားထိုးပြန်ခေါ်မယ်ပြောချင်တဲ့ဟာကကျွန်တော်တို့ချင်းမှာကကျွန်တော်တို့ချင်းမျိုးသားတပ်မတော်ပေါ့ချင်းမျိုးသားတပ်ဦးမှာကတခြားတပ်နဲ့မတူဘူးကိုယ့်အကိုလည်းလေ့လာတယ်သူများတွေကလည်းမြင်တာပဲကျွန်တော်တို့မှာကထူးဆန်းတဲ့ဆိုတဲ့ဟာနဲ့ချက်ရှိတယ်ဘယ်တပ်မှမရှိတဲ့ဟာနော်လူမှုရေးလည်းရှိတယ်ဒီမိုကရေစီလည်းရှိတယ်မယုံရင်လည်းလာကြည့်ကြအတူတူလည်းလာနေတလနေမလားတနှစ်နေမလားအတူတူနေပြီးမှပြီးတော့တခြားတိုင်းသားလက်နဲ့ကင်တွေကိုလည်းတွားကြည့်ဒီမှာကလုပ်ငန်းတာဝန်နဲ့မပတ်သက်တဲ့အချင်းအပြင်ဆိုရင်ပြင်ပချင်းဆိုညီကိုမုံနေမှဒီလိုရင်းနေပွလင်းပဲတခြားတတ်မှာတော့အဲ့ဒီလိုမရှိဘူးကျွန်တော်အများကြီးရောက်ဖူးတယ်နေဖူးတယ်အဲ့ဒါကိုတော့မှတချို့ကမခံနိုင်ဘူးကျွန်တော်အံ့ဩတာပါမခံနိုင်မှုမနေချင်ဘူးတခြားတိုင်းသားလက်နဲ့ကင်တွေကိုတော့အထင်ကြီးအားကြပြီးတော့ကျွန်တော်တို့ကပြည်ပေါက်ကိုပဲပြေးနေတယ်ပြည်တွင်းတနေရာတို့မှာပဲရှောင်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တတ်မှာတခြားတတ်မှာမရှိတဲ့လူမှုရေးလဲရှိတယ်ဒီမိုကရေစီလည်းရှိတယ်ဘယ်သူလာကြည့်မြင်တာပဲကျွန်တော်တို့လည်းတခြားတတ်နဲ့နိုင်ရှင်ပြီးတော့တုံးတရရင်မတူဘူးအခုနဆရာပြောတလူဒီတိုင်းတလနဲ့ကန်ဒီအမြကြီးဘောနော်ဆရာသူတို့စီမှာတွားဖူးရဲသူတို့နဲ့အတူတင်တိုင်းဒီအတဖူးရဲအတူနေဖူးရဲဆိုတော့သူတို့ရဲ့ side that သူတို့ရဲ့စီကမ်ပန်သူတို့ရဲ့ပြုတ်မှုဆောင်ရွက်ပုံတွေကိုကျွန်တော်တို့ဒီချင်းလူငယ်တွေ CNF CNA CDF တွေတော့ဘောနော်အတူယူရှာလေးတွေရှိမယ်လို့ကျွန်တော်ထင်တယ်ဘာလို့အတူယူတင်းတယ်လို့ဆရာထင်တယ်လဲမျှဝေပေးပါအောင်ဆရာအတူယူစရာတွေကတော့စီကန်စစ်ဥပဒေနဲ့ကောင်းကောင်းထိန်းနိုင်တယ်ဒါအားလုံးနဲ့ဆိုင်တဲ့ဟာနော်စီကန်ဘယ်လောက်ပဲကောင်းကောင်းဘယ်လောက်ပဲစစ်ဥပဒေကောင်းကောင်းဒီအောက်ခြေကမလိုက်နာနိုင်ရင်မရဘူးသူ့ကိုနှိပ်စက်ရပဲကြာသွားမှာတကယ်တမ်းတော့သူမလိုက်နာနိုင်လို့အဲ့ဒါကိုတစ္ဆာဆိုပြီးသားလေအဲ့ဒါကြောင့်တိုင်းတလက်နဲ့ကန်နေဟိုအတူယူစရာကတော့အများကြီးရှိတဲ့အထက်ကစီကန်ပေါ့နော်စစ်ဥပဒေသူတို့လိုတပုံစံတီးလို့ရမယ်ဆိုတဲ့ဟာတော့အတူယူပို့တော့မဟုတ်ပေမဲ့ကျွန်တော်တို့ချင်းရဲ့ society နဲ့ကြိုက်တဲ့ဟာဆိုတာလဲတခြားနဲ့မတူတဲ့ဟာတခြားလူမျိုးနဲ့မတူတဲ့ဟာရှိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်အခုနကျွန်တော်ပြောပြီးသားပါကျွန်တော်တို့တပ်မှာဒီမိုကရေစီလည်းရှိတယ်လူမှုရေးလည်းရှိတယ်တခြားတပ်မှာဘယ်လောက်လေ့လာတွားတွေ့မှာမဟုတ်ဘူးရှိမှာမဟုတ်နော်ဒါအာမီအစစ်မှာပြောတာနော်အခုနောက်ပိုင်းပေါ်လာတဲ့ PDF တို့ CDF တို့ဥစ္စာတွေကတော့ဒါကတော့တပိုင်းပေါ့နော်အမျိုးသားတပ်မတော်အစစ်ဆိုတဲ့လက်နဲ့ကင်နေမှာတော့ကျွန်တော်တို့ချင်းမှာရှိတဲ့ဒီမိုကရေစီလူမှုရေးတို့ဟာတွေတွေ့ရမှာမဟုတ်ဘူးမေခွန်းတင်နဲ့ဆက်ဆက်တဲ့ဒီအရာလေးတွေကျွန်တော်တို့ဆွေးနွေးတာဖြစ်တယ်အခုမေခွန်းနှစ်မှာကအခု front line မှာဆရာဘယ်နေချင်းတော့ရလဲဘယ်နေရာဘယ်ဒေတာတွေမှာတော်ရောက်ဖြစ်တာလဲပေါ့နော်တပြီးတော့ဒီ front line တော့တဲ့အခါမှာကြုံတွေ့ရတဲ့ဒီအခက်ခဲတော်လကောဒီအောင်မြင်မှုတော်လကောဒီကျွန်တော်တို့ကိုမျှဝေပေးလို့ရမလား front line ရှိတန်းတော့တဲ့ဥစ္စာကတော့ညခါတော့ပြီဆိုရင်လည်းအကြကြီးကိုယ်စိတ်နဲ့ပဲဆိုင်ပါတယ်လူတွေလုံနိုင်တဲ့ဟာကတော့ကိုယ်လည်းလုံနိုင်ရမယ်အဲ့လိုစိတ်နဲ့ပဲအခက်ခဲလို့ပြောဖို့ကတော့အများကြီးရှိပေမဲ့အခက်ခဲဆုံးလို့ပြောရမယ့်ဟာကတော့ရှိပေမဲ့ကျွန်တော်တော့မပြောချင်ဘူးစီတန်တော်တဲ့အချိန်မှာဆရာတော်အနေနဲ့အောင်မြင်မှုဘယ်လောက်ထိရခဲ့တယ်လဲပေါ့စစ်မှာကအောင်ပွဲနိုင်ပွဲဆိုတာမရှိဘူးစစ်တိုက်ပြီဆိုရင်လေအဖက်ဖက်ကဘယ်သူမှအရန်ထုံးပြနိုင်တယ်ဆိုတာမရှိဘူးနိုင်ရင်တော့မှအောင်ရင်တော့မှနော်
ဘာကြောင့်လဲဆိုတော့အဖက်ဖက်ကအင်အားခဲယမ်းအသက်တွေဖက်ဖက်လုံးကရင်းကြတာကျွန်တော်ပါဝင်တဲ့တိုက်ပွဲတိုင်းမှာတော့အောင်တယ်ရှုံးတယ်ဆိုတဲ့ဟာနဲ့ပြောရမယ်ဆိုရင်တော့ရှုံးတဲ့ဟာတော့မရှိသေးဘူး ဆိုတော့ဒီ Zinghu operation မှာလဲစာပါဝင်တယ်လို့ကျွန်တော်တို့သိရတာပေါ့နော်ဒါရလဲရတယ်ထင်တယ်ဒီအကြောင်းအရာလေးတွေကိုကျွန်တော်တို့မျက်ဝေပေးလို့ရဘယ်လိုဒဏ်ရာရတာလဲပေါ့ပြီးတော့ဒီ Zinghu operation မှာဘယ်လိုနည်းနဲ့ဘယ်လောက်အထိဆရာတို့ပါဝင်ခဲ့တယ်လဲပေါ့နော်ဒီအတွေ့အကြုံလေးကိုနည်းနည်းလေးမျက်ဝေပေးချင်တယ် Professional Club နဲ့ဝါရောင်တို့မှလည်းမီဒီယာတော့မဟုတ်ပြင်မဲ့ကျွန်တော်ပြောဖူးတယ်ကြားဖူးတဲ့သူလည်းတော်တော်များများရှိမှထင်တယ်အဲ့ဒီမှာစီမု operation တုန်းကတာညာရတဲ့ဥစ္စာကရန်သူနင်းမိုင်းကိုပထမနေ့မှာကျွန်တော်အလွတ်မြောက်တယ်ကျွန်တော်တို့ကစာချင်ကနင်းပြီးတော့ခြေထောက်ပြတ်သွားတာပေါ့ဒုတိယနေ့အနီးကတိုက်ဖို့သွားပြန်တယ်အဲ့ဒီမှာသူတို့နင်းမိုင်းထားတဲ့ဥစ္စာမတိလို့တနက်နဲ့ထောက်မိတာပေါ့အဲ့ဒီမှာပေါက်ခွဲပြီးတော့တညာအနေငယ်ရတယ် front line တော့တဲ့ခါမှာပေါ့နော်မြတ်တော့အဖြစ်ဘယ်လောက်ကြာတာလဲပြီးတော့ front line နဲ့ပြန်လာတယ်ပြီးတော့ဘယ်လောက်ထိဒီ front line တစ်ချက် front line မှာမတော့ခင်မှာပေါ့နော်ဆရာတော့ဘယ်လောက်ထိအနာယူလို့ရတယ်လဲဒါတက်စီကမ်ပန်းနဲ့ဆိုင်လာလားပြီးတော့ကိုအခြေအနေကိုကျမကြီးနဲ့ဆိုင်လာလားဆရာအဲ့ဒါဖြစ်ချပြလို့ရမလားအဲ့ဒါတော့အတိအကျတော့အချိန်ကာလတော့ပြောဖို့ခက်တယ်တိုက်ခိုက်တဲ့အချိန်ပဲဖြစ်ဖြစ်အနာယူတဲ့အချိန်ပဲဖြစ်ဖြစ်ဒါပေမဲ့စစ်တပ်မှာတော့ရှေ့တန်း၄လနောက်တန်း၃လဆိုပြီးမှတော့ရှိတယ်အနာယူချိန်၃လဆိုရင်ရှေ့တန်းတိုက်ခိုက်ချိန်စစ်မြေပြင်က၄လပေါ့အဲ့ဒီလိုတော့ရှိတယ်ဒါပေမဲ့ဒါကအပုံသေးတတ်မှတ်ချက်ဆိုပေမဲ့အချိန်နေပုံမှန်မူတည်ပြီးမှအချိန်ကတော့အပြောင်းအလဲရှိတာကို หน่วยอุตรหานี้สาจินปีเรนเอาไปมาอีลุงเอเมียจี CNA เซเนฟมาลาปาวันดาชีเลยเนาะဆိုတော့ဒီအရင်ကတည်းက CNF CNA မှာရှိပြီးသား role and regulation policy တော့အများရှိမှာပေါ့ဝန်အတိဝန်လာတဲ့လူငယ်တွေနဲ့ဒီအရင်ကရှိပြီးသား role and regulation policy တွေနဲ့သူတို့အတွက်အခက်ခဲရှိလာပေါ့နော်ဒါမျိုးတွေ CNA CNF ဘက်ကတော့ဒီလူငယ်တွေအတွက်ပေါ်တော့ဒီ CNA ဘက်ကပြန်ပင်တာတွေတစ်ပြန်လောက်တာတွေရှိတယ်လားပြီးတော့ဒီနောက်ပိုင်းမှာပေါ့နော် CNA ဒီ rule and regulation policy တွေကိုဘယ်လောက်အထိပြင်ဖို့လူတယ်လဲပြင်ဖို့မလို့ဘူးလားပြင်ဖို့လူလားအဲ့လိုမျိုးဆရာရဲ့တုံ့တက်ချက်လေးကိုကျွန်တော်သိချင်ပါတယ် policy ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှတော့CNF ဘက်မှာဖြစ်ဖြစ် CNA မှာပဲဖြစ်ဖြစ်ခက်ဒီကလည်းအမြဲတမ်းပြောင်းလဲနေတယ်လူတွေကလည်းအမြဲတမ်းအပြောင်းလဲရှိတယ်လောကကြီးမှာဘာမှတည်မြဲတဲ့အရာမရှိဘူးအဲ့ဒါကြောင့်policy ပြောင်းလဲဖို့ဆိုတဲ့ဟာကအများကြီးရှိမှာပါကမ္ဘာမှာအကောင်းဆုံးဥပဒေလို့ပြောတဲ့အမေရိကန်ဥပဒေတော်မှသူတို့28ချိန်လာပြင်ပြီလေအာဏာမသိမ်းခင် policy ပိုင်းဆိုင်ရာနဲ့အခုအာဏာသိမ်းပြီးနောက်ပိုင်း policy တွေကတော့အပြောင်းအလဲတော့ရှိပါတယ်ဒါပေမဲ့လုံလောက်တဲ့အပြောင်းအလဲတော့မဖြစ်နိုင်သေးဘူးပေါ့နော်အဲ့ဒါကြောင့် CDF တွေနဲ့ဒီအတူတိတ်ပွဲတဲ့ထင်လေရှိမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့သူတို့ CDF ကဒီစစ်တိုက်ရာမချတဲ့ဘူးနော်လည်းနကန်တာမချတဲ့ဘူးနော်ဆိုတော့သူတို့နဲ့ဒီစစ်တိုက်တဲ့အချိန်မှာအခက်ခဲပေါ့နော်ရှိသလားပြီးတော့သူတို့နဲ့စစ်တိုက်တဲ့အတွေ့အကြုံလေးပေါ့နော်ဆရာကျွန်တော်တို့မျှဝေပေးဆက်ချင်ပါတယ်3-4ဖွဲ့နဲ့အတူတိုက်ဖူးပါတယ် CDF CNA မှာရော CDF မှာအားနဲ့ချက်အားတာချက်ဆိုတာဖက်မှာရှိပါတယ်ဒါပေမဲ့တစ်ခုရှိတာကအမိန့်နာခံမှုနဲ့အဲ့ဒီမှာတော့ကွာတယ်ဂျာကာလာလိုအပ်ချက်အရဒီအာနာသိမ့်ပြီးနောက်ပိုင်းဖွဲ့စည်းပြီးတော့ချင်းပြည်ကိုကုခံကာကွယ်တဲ့ကာကွယ်တပ်ဖွဲ့လို့ခေါ်တဲ့ကျွန်တော် CDF ပေါ့တချို့ကပြောရမယ်ဆိုရင် CNA ထက်တော်မှတက်ရခိုက်ရရောပြီးတော့အမိန့်နာခံမှုရောရှိတဲ့ရဲဘော်တွေလည်းရှိတယ် CDF မှာလည်းတပ်မတော်နဲ့ကာကွယ်တပ်ဖွဲ့နဲ့ကနံပါတ်1မတူတဲ့အချက်အမိန့်နာခံမှုအထက်အောက်စီးဆင်းမှုပိုင်းမှာကမတူညီဘူးပြီးတော့စီရေးပြူဟာပိုင်းပေါ့ဘယ်လိုတိုက်မယ်ခိုက်မယ်ဆိုတဲ့နီးစနစ်နီးနာတွေရှိတယ်အဲ့ဒါတွေသူတို့မှအားနေသေးတယ်သူတို့လည်းသိပါတယ်ကျွန်တော်တို့လည်းအတူတိုက်မယ်အတူသွားမယ်တိုက်မယ်ခိုက်မယ်ဆိုရင်
တချို့ဥဆောင်တဲ့သူတွေကခွင့်မပြုတာတို့ဘာလို့ရှိတယ် ပြီးတော့မလိုက်ရဲတဲ့ဟာမျိုးတွေလည်းရှိတယ် အခုနေနိုးတော်လာကြီးလေတနနှစ်ကျော်လာပြီဘောလေးဆရာဆိုတော့ဒီနှစ်အတော်တွင်မှာဒီ CNA CNF အနေနဲ့ဒီစစ်တိုက်တာပေါ့နော်စစ်တိုက်ဒါပဲဖြစ်ပြီးတော့နိုင်ငံနဲ့လူမျိုးအတွက်ဒီလှောက်ရှားတဲ့နေရာမှာဒီဆရာအနေနဲ့ဒီတကယ်ကျေနပ်အားရဆုံးပေါ့နော်အဖြစ်ပြလေးတွေကိုမျှဝေပေးလို့ရမလား ကျွန်တော်အားအရဆုံးကတော့မင်းအောင်လှိုင်အာဏာသိမ်းတာကိုကျွန်တော်အားရတယ်ဝန်တာတယ်။ဘာကြောင့်လဲဆိုတော့မင်းအောင်လှိုင်တာအာဏာမသိမ်းရင်ကျွန်တော်တို့ CNA ရောဖြစ်နော် PCD FD လည်းပေါ်လာမှာမဟုတ်ဘူး။ပြီးတော့အမျိုးသားရေးစိတ်ဓာတ်တွေပေါ့နော်National Security အမြင်ပြီးရင်Nationalism အဲ့ဒီဟာတွေကိုမင်းအောင်လှိုင်ရဲ့ဂျေဇုတော်အားဖြင့်ကျွန်တော်တို့ချင်းတစ်မျိုးသားလုံးမှာအဲ့ဒီဥစ္စာကစိတ်ဝင်သွားတယ်မင်းအောင်လှိုင်အာဏာသိမ်းတဲ့ဥစ္စာကကျွန်တော်အားအရဆုံးပဲကျွန်တော်ကချင်းပြည်မှာဘိုးလုံးတက်နေကြတဲ့အချိန်ပေါ့မင်းအောင်လှိုင်အာဏာသိမ်းတယ်တဲ့အရန်ဝန်တာတယ်နောက်ဆက်တွဲရေဒီယိုတွေခိုးနာထောင်တာစံတပြမှုတွေနဲ့အရင်ဆုံးစားပဲဟုတ်ပြီလို့ဒီတိုင်းပြည်ရဲ့အုပ်ချုပ်တဲ့သူဒီတိုင်းပြည်ရဲ့အခြေအနေဒူတွေတိပါစေလို့အဲ့ဒီနောက်ပိုင်းအဖွဲ့အစည်းတွေဖွဲ့တိုက်ပွဲတွေဝင်လာကြတယ်ကောင်းတယ်လို့အဲ့ဒါပဲအဲ့ဒီ၃ချက်ပဲကျွန်တော်ကတော့အာနာတင်းတဲ့ချိန်မှာဆရာကဒီ KIA ဒေတာမှာဘူလုံးတင်တန်တဲ့ဆိုတော့ဆရာအနေနဲ့ဝန်တာရလို့ပြောတာပေါ့နော်ဒါဆိုတော့သူတို့ဒီ editing ကိုကြားတဲ့အချိန်မှာဒီ KIA ဘနော်လူချီပန်တော့လကောင်းဒီတတပိုင်မနော်သူတို့လေ editing ကြားတဲ့အချိန်မှာဘယ်လိုမျိုးခံစားရလဲပေါ့နော်စာအရာမျှဝေပေးဆက်ချင်တယ်ထုံးပြီးကြည့်ရင်တော့သူတို့လည်းဒါအခွင့်ကောင်းပဲလို့ပြောကြတယ်လေပုံမှုအဆင့်ပုံမှုကြီးအဆင့်အဲ့လိုမျိုးလူကြီးတွေပေါ့နော်ဒီအောက်ခြေရဲပေါ်အဆင့်မှာတော့တီးတဲ့သူလည်းရှိမလို့နားမလဲတဲ့သူလည်းရှိနေအဲ့ဒါတော့ကျွန်တော်မတုံ့တတ်နိုင်ဘူးခြုံပြီးမှကြည့်ပြီးမှပြောရမယ်ဆိုရင်တော့သူတို့လည်းဝန်တာတယ်အာနာတိမှုဖြစ်ပေါ်တဲ့နောက်ပိုင်းမှာကျွန်တော်ချင်းလူမျိုးတွေဒီနိုင်ငံခြားနေတဲ့လူမျိုးလူငယ်တွေလူမျိုးတွေပေါ့နော်ပြီးတော့ဒီနိုင်ငံတွင်းမှာရှိတဲ့ချင်းလူမျိုးတွေမြတ်တော့အဖြစ်ကျွန်တော် nationalism ရှိကြတယ်ဒီတိုက်ပွဲမှာကျွန်တော် online ဖို့ပေါ့နော်ကျွန်တော်ဒီဒေါ်လာကြီးအဖွဲ့ရှိတဲ့အနေနဲ့ပြည်သူလူထုတွေအနေနဲ့ဘယ်လောက်အထိခံနိုင်ရှိဖို့လိုမလဲအချင်းကြလာရတဲ့အမြတ်ဒီတော်လှန်ရေးဘော်တွေလည်းပြင်ပန်းတာတွေရှိတယ်ပြည်သူလူထုလည်းပြင်ပန်းတာတွေရှိတာပေါ့နော်ဆိုတော့ဒီပြည်သူလူထုအတွက်ပေါ့နော်ဒီဆရာဘယ်လိုအားပေးစကားပြောချင်တာလို့ပြီးတော့ကျွန်တော်ဘယ်လောက်အထိခံနိုင်ရှိဖို့ကျွန်တော်စိတ်ရှိဖို့လူတလေလို့ဆရာထင်တယ်လေလောလာရပြီးနောက်ပိုင်းပြည်တွင်းစစ်စဖြစ်တဲ့ချိန်ကနေအခုထိဟာ85နှစ်ရှိပြီဒီပေါင်း85နှစ်ကျော်ပြီပေါ့နော်အဲ့ဒါကြောင့်အချိန်ဟောအမြင့်ဆုံးအခြေအနေမှာကဒီ2020အာဏာသိမ်းပြီးနောက်ပိုင်းပေါ့3နှစ်နေပါ2နှစ်ကျော်ပဲရှိသေးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖြတ်တန်းခဲ့ကြတဲ့အတိုင်းပြည်ရဲ့ပြည်တွင်းစစ်ဟစ်အချိန်ကာလကိုပြန်ကြည့်မယ်ဆိုရင်1% တော့မှကျွန်တော်တို့မခံကြရသေးဘူးဆက်ပြီးမှအတော့ခံဖို့ပဲနေပုံ30 40လောက်ကြောင်းမယ်ကျွန်တော်တို့တိုင်းပြည်ကိုတကယ်ကျွန်တော်တို့လိုချင်တဲ့form of state ပေါ့နေပုံ30 40တော့ကြောင်းမယ်ဘယ်သူမှဆိုသုံးတတ်နေပါကြည့်ပါဟုတ်တယ်ကျွန်တော်ဒီပုံလွယ်နဲ့ပြောတာမဟုတ်ဘူးမြန်မာပြည်ရဲ့တမိုင်းဒီမြန်မာပြည်ရဲ့အခြေအနေကိုကြည့်ပြီးလေ့လာပြီးတော့ဒါကျွန်တော်သုံးတတ်တာဒါအနည်းဆုံးဖြစ်နေအဲ့ဒါကြောင့်ပြည်သူလူထုဖက်ကလည်းလူတိုင်းမောပါတယ်ကျွန်တော်တို့တိုင်းပြည်ထဲမဟုတ်ဘူးတိုင်းပြည်ကောင်းကောင်းလိုချင်ရင်တိုင်းပြည်ကောင်းကောင်းတည်ဆောက်တဲ့နိုင်ငံတွေကိုကျွန်တော်တို့ကြည့်ရမယ်တို့ဘယ်လိုပုံစံတည်ဆောက်ခဲ့လဲဘယ်လိုပေးဆက်လဲဘယ်လောက်ပေးဆက်လဲအဲ့ဒါကိုကျွန်တော်တို့ကကြည့်ပြီးမှခွန်အားယူရမယ်စိတ်အားတင်းရမယ်သူများတိုင်းပြည်တွေအကောင်းဆုံးတိုင်းပြည်တွေတည်ဆောက်တဲ့တိုင်းပြည်တွေကဘယ်လိုပေးဆက်လို့ဘယ်လိုပုံစံနဲ့တည်ဆောက်လဲအဲ့ဒါပဲအတိကဒါကြောင့်ကျွန်တော်တို့လိုချင်တဲ့တိုင်းပြည်ကအကောင်းဆုံးကြီးမှန်းနေဆိုရင်အကောင်းဆုံးတိုင်းပြည်ဆောက်တဲ့ဒီဆောက်တဲ့သူတွေရဲ့တမိုင်းကိုကြည့်ပြီးမှကျွန်တော်တို့ကခွန်အားယူရမယ်2နှစ်3နှစ်4 5နှစ်10နှစ်အဲ့ဒီလောက်နဲ့ပြီးမဲ့ဟာမဟုတ်ဘူးစိတ်သက်ကြလို့မလို့မကန်မပြောမဆို
ยิงในลูกเลยไม่ยาวลูกพี่ได้นาก็กลุ่มเหี่ยวพี่มาพี่ตูลูทุบพี่ตัวหลานยี่ลูกลูกยาเลยตูมาสู้ตัวหลานยี่ลูกลูกยาเลยกงส่งเชิงแต่ช่วง CDM นี่ก็เปรี้ยวเลย CDM สู้ได้อุกษาก็อังกฤษสู้ยายันเดียมาเลยปัดไหนการดีก็อู้ส่งพี่ลูกแค่เลยวันท่านนี่เนี่ยแต่ยัยสิงเนี่ยลูกจนรู้ในงานมาก็แต่ช่วงก็อยู่ซะเลยအခုကျုံးမတက်တဲ့ကလေးလေးလည်း CDM လောက်တာပဲနော်အစိုးရရန်တရားမလဲပတ်နိုင်အောင်လှုပ်တဲ့ပြည်သူလူထုတိုင်းဟာ CDM ပဲဒီအာဏာရှင်အုပ်ချုပ်တဲ့အစိုးရရဲ့ရန်တရားကိုမလဲပတ်အောင်လုပ်နေတဲ့တော်လှန်နေတဲ့သူတိုင်းဟာ CDM လောက်တာဖြစ်တယ်အဲ့ဒါကိုလည်းတော်လှန်ရေးမှာပါဝင်တဲ့သူတိုင်းကကျွန်တော်လည်း CDM ပဲကျွန်တော်လည်းတော်လှန်ရေးသမားပဲဆိုပြီးမှစိတ်သက်ရှိဖို့ကိုယ့်အကိုခေါ်နှံ့ယူဖို့ကျွန်တော်ကအဲ့လိုနားလဲတယ်အဲ့လိုအားပေးခြင်းတယ်ဟုတ်ကဲ့ပါခုလိုပေါ့နော်ဆရာကျွန်တော်တို့ဒီ interview မှာဒီမိခွန်းတွေကိုဖိကြားပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆရာတို့ကိုလည်းဖျက်ထင်ကောင်းချပေးပါစေနော်ကောဟောกันเทียมตอกเต็นกันวันมันเนี่ยตามจริงเรามีตั้มปีมไหลแต่เราอาจจะนำกันเทียมหนักไหลกันสมนาอีกากันบ่อยน้องเนี่ยเชื่อมบันตกขันกันเดาท่านนักขาฟอยเตียอดีดิ่งเสลากันดุมีรำกันดุมีอกหนักตามจริงเป็นกันหนักข้อหนักหาดิ่งจะคันกุมกุลกุมสมทุมราวโคมีดีรหุ่นกันสีจะแต่เทียมอัตไลมีลงสิเราเอ็นรำชงรำเลียงกันในปีสองค่ะลุงเสาเตอินกันเดียร์เจียวเฮากันตันเจียวเฮาตีขาอีกขันบ่อยน้องนี่ขันอาทาจังและฟอร์ดฟิลนักวันกันเปียกมิเซง่ายตัวดีดักจงจงกันล้อม